weight ချတော့မယ်ဆိုတိုင်းမိတ်ဆွေတို့ပထမဦးဆုံးတွေးမိတာပါလေအစားတွေမတရားလျှော့မယ်ထမင်းဖြတ်မယ်စီလုံးဝရှောင်မယ်လုံးဝအငတ်ခံတော့မယ်ဆိုတာမျိုးလားအဲ့လိုမျိုးဆိုရင်တော့နေ့လယ်ဘက်မှာ bike တွေအရန်စပြီးတော့အလုပ်ကိုအာယုံဆိုင်လို့ရတော့မှာမဟုတ်ဘူးညနေဆောင်လောက်ရရင်ဒေါသတွေထွက်လာမယ်အယုံစင်းတဲ့အခါလဲကြာအောင်မထူးတော့ပါဘူးကွာဆိုပြီးမျက်စိရှိမြင်သမျှမုန်းနေအကုန်လုံးတင်းကျုံပြီးစားမယ်ပြီးလို့ရှိရင်ငါကတော့မဖြစ်နိုင်ပါဘူးဆိုတော့နောင်တစိတ်ကြီးနဲ့အဲ့ရကိုဝင်ရပြန်ဦးမယ်ဆိုတော့မိတ်ဆွေတို့တကယ်လိုချင်တာဝိတ်ကြဖို့လားအငတ်ခံဖို့လားဝိတ်ကြဖို့ဆိုရင်တော့သတင်းကောင်းရှိတယ်အဲ့ဒီသတင်းကောင်းက bike အစားခံစရာမလိုဒီဗီဒီယိုထဲမှာအစားခံစရာမလိုပဲအငတ်ခံစရာမလိုပဲနဲ့ဝိတ်ကြစေမယ့်လျှို့ဝှက်ချက်၃ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်စီတူလင်မှာ Home Tone Blueprint Page ရဲ့ founder ပါကိုယ်တိုင်ပေါင်း100ကျော်ရုံးဝန်ထမ်းဘဝကနေလက်ရှိပေါင်း150ဝန်းကျင်မှာကျန်းကျန်းမာမာချစ်ချစ်လေးလေးနဲ့ body ကို maintain လုပ်ထားလျက်ရှိတဲ့အပြင် certified personal trainer fitness nutrition specialist fat loss specialist ဆိုတဲ့အတိအမှတ်ပြုလက်မှတ်တွေကို MFDA ကနေရယူထားတဲ့ trainer တယောက်လည်းဖြစ်ပါတယ်ပထမဦးဆုံးအချက်အနေနဲ့မိတ်ဆွေတို့သိထားမှာက volume eating မှာမိတ်ဆွေတို့စားတဲ့အစားအသောက်ပမာဏကိုလျှော့စရာမလိုဘူး calorie ကိုပဲလျှော့ချရမှာဖြစ်ပါတယ်နည်းနည်းနားရှုပ်သွားရဲဆိုရင်ကျွန်တော်ဥပမာလေးတစ်ခုပေးမယ် cheese cake တေးသေးလေးတစ်လုံးနဲ့ပန်းကော်ပီစိမ်းတစ်ပကံလုံးနဲ့ဆိုရင်ဘယ်ဟာကမိတ်ဆွေတို့အတွက်စားရတာပိုပြီးဘိုက်ဝမယ်လို့ထင်တယ်သိတာပါတယ်ပန်းကော်ပီစိမ်းမှာမိတ်ဆွေရဲ့ထမင်းပကံထဲမှာ90%ကိုပန်းကော်ပီစိမ်းလို့အသီးရွက်တွေနဲ့ဖြည့်လိုက်ပါအသီးရွက်တွေမှာက fiber လို့ခေါ်တဲ့အမြင်ဓာတ်များတဲ့အတွက်ကျွန်တော်တို့ bike ကိုအချိန်ကြကြပို့ပြီးတော့အစားခံစေပါတယ်ဒါကြောင့်မိတ်ဆွေတို့ကျွန်တော်တို့ရဲ့စိတ်ထဲမှာငါအများကြီးစားရတယ်လို့ထင်ရပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်ထဲကိုဝင်သွားတဲ့ calorie ပမာဏအရန်ကိုနည်းပါပါတယ် cheese cake တစ်လုံးနဲ့ဆိုင်တော်တော်လေးကိုပိုနည်းပါတယ်ဒုတိယအချက်အနေနဲ့ကတော့ protein မှာကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့စားသောက်မှုပုံစံကထမင်းအမောက်ကြီးကိုဟင်းအစီအနှစ်တွေအများကြီးနဲ့နေမယ်ပြီးရင်အသားလေးနှစ်ဖက်လောက်နဲ့အဲ့ဒီအချက်ကကျွန်တော်တို့ကိုခဏခဏဘိုက်ပြန်စားစေတဲ့အဓိကအကြောင်းရင်းပါပဲအသားကဥမျိုးမျိုးပဲမျိုးမျိုးပြီးတော့တိုဟူစားတဲ့ protein ဓာတ်တွေကဘိုက်စားခြင်းကိုဖြစ်စေတဲ့ ghrelin hormone ကိုလျှော့ချပေးတယ်အထူးသဖြင့် corporate life မှာအလုပ်လုပ်နေတဲ့ busy professional တွေအနေနဲ့မနက်စာမှာ protein ကိုလုံလုံလောက်စားထားမယ်ဆိုရင်တနေ့လုံးမုံတွေရှောက်စားခြင်းနဲ့စိတ်ကို60%ဒီရှော့ချပေးတယ်တတိယချက်အနေနဲ့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာဟိုဟာစားလို့မရဘူးဒီဟာစားလို့မရဘူးဆိုတဲ့ကန့်သက်ထားတဲ့စိတ်ကြီးကိုဖျောက်လိုက်ပါလူစိတ်ကကန့်သက်ထားလေတားမြစ်ထားလေပို့ပြီးတော့လှုပ်ချင်တတ်တဲ့သဘာဝရှိပါတယ်ငါအချိုကြီးမတောက်ဘူးလို့တွေးမဲ့အစားအချိုကြီးမတောက်ခင်မှာရေနှစ်ခွက်တောက်မယ်ဆိုတာမျိုးပြောင်းတွေးပါမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ bike ထဲမှာမကျန်းမာတာတွေအတွက်နေတာမရှိတော့အောင်ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟာကိုအရင်ဖြည့်ထားလိုက်တဲ့သဘောပါအဲ့လိုလောက်တာကမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ well power လို့ခေါ်တဲ့စိတ်ကိုအတင်းတောင့်ခံပြီးတော့နေရတဲ့ဆိုင်အများကြီးပို့ပြီးလွယ်ကူပါတယ်ပို့ပြီးတော့လည်းစိတ်ဖိစီးမှုကင်းပါတယ်ကျွန်တော်သိတယ်မိတ်ဆွေတို့ဝေးကြခြင်းနဲ့ဆိုတာကလှခြင်းပခြင်းလို့သက်မဟုတ်ဘူးခါနာတာလည်းသက်သာခြင်းနဲ့ကိုလည်းဒီထက်ပိုယုံကြည်မှုတွေရှိခြင်းတယ်ကိုချစ်ရတဲ့သူတွေအတွက်လည်းကြမ်းကြမ်းမာမာနေပေးခြင်းတယ်အဲ့ဒီအချက်တွေကိုကျွန်တော်လုံးဝနားလဲဒါကြောင့်ဝေးချတာကိုပြစ်ဒဏ်တစ်ခုလို့သဘောမထားပါနဲ့ကိုအငတ်ထားပြီးတော့ညှင်းပန်းတဲ့ပုံစံမျိုးကရေရှည်မှာဘယ်သူမှမလုပ်နိုင်ပါဘူးမိတ်ဆွေတွေရဲ့ခန္ဓာကိုယ်ချင်းသူ့ကိုဘိုက်မစားအောင်ကြွေးပါဒါပေမဲ့ပိုကောင်းတာတွေရွေးကြွေးတတ်ဖို့တော့လိုပါတယ်စနစ်မှန်သွားလို့ရှိရင်ဝေးချတာပျော်စရာတော့ကောင်းပါသေးတယ်နောက်ဆုံးပြောရရင်အများကြီးစားပါဒါပေမဲ့ calorie နည်းပြီးတော့ bike အစာခံစေတဲ့ protein တွေ fiber တွေကိုပို့ပြီးတော့တိုးစားပါဒါဆိုရင်မိတ်ဆွေတို့ကအငတ်ခံစရာမလိုဘဲနဲ့တဖြည်းဖြည်းချင်းဝေးကျလာပါလိမ့်မယ်ဒီနီလန်းတွေကိုဒီနေ့ပဲစမ်းကြည့်ပါဘယ်နီလန်းကမိတ်ဆွေတို့အတွက်အခက်ခဲဆုံးလဲဘယ်နီလန်းကတော့မိတ်ဆွေတို့သဘောအကျဆုံးလဲဆိုတာကိုcomment မှာရေးပေးလို့ရရင်ရေးပေးခဲ့ကြပါဦးနောက်ထပ်လည်းမိတ်ဆွေတို့ရဲ့ lifestyle ကိုကျန်းမာအောင်ပြောင်းလဲပေးမဲ့ content တွေထပ်ပြီးတော့တင်ပေးသွားအောင်မှာမို့လို့ home tone blueprint ကို like လုပ်ထားဖို့မမေ့ပါနဲ့ကျွန်တော်စီတူလင်မှာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဒီလုံးလောက်တော့ဖို့မမေ့နဲ့နော်